အဖွားပြေးနေတာလိတ်ကြနေတာပဲဗျာအဲ့လိုကြားသွားတော့အဖွားစိတ်တူသွားပြီးနှစ်ရှည်လာများစွာအားကစားလုပ်ထားတဲ့စကေးတွေကိုထုတ်ပြတော့တာပေါ့ဗျာအဖွားကြီးဆိုင်ကယ်စီးသွားတဲ့လူငယ်စီကိုလှိမ့်မြန်စွာပြေးသွားခဲ့ပါတယ်ဘယ်သူ့ကိုလိမ့်လို့ပြောရလဲ အမလီဘယ်လိုရောက်လာလဲလူငယ်လည်းအဖွားကြီးကိုခြံထားခဲ့ဖို့တနာရီကို60ကီလိုနဲ့မောင်းခဲ့လိုက်တာပေါ့ဗျာဒါပေမဲ့လည်းအဖွားကြီးကမယုံနိုင်စွာလိုက်မိနေခဲ့တယ်ဗျ ဟဲ့ကောင်လေးဘယ်လို့လဲ အဖွားရှင်းပါ